မင်္ဂလာပါဆောင်းပါးလေးတစ်ပုဒ်ဖတ်ပြပေးလိုပါတယ်ဆောင်းပါးကောင်းစဉ်ရဲ့နာမည်ကတော့အရှိကိုရှောက်ပါလို့အနောက်ကိုတဲ့မျောလိုက်ရင်ဆိုတဲ့အမိရပါတယ်ဒီဆောင်းပါးလေးကိုနားထောင်ကြခြင်းဖြင့်ကျွန်တော်တို့နိုင်ငံရဲ့အရှိရိပ်အနောက်ညှော်ဝါဒတွေနဲ့ဘလို့ဆက်ပြီးခီးသွားကြမလဲဆိုတဲ့အဖြေတစ်ခုကိုရရှိမှာဖြစ်ပါတယ်ပြုတ်ရဲ့မဟာစီမံကိန်းကြီးတစ်ခုတွင်အလိုလျောက်ပါဝင်နေရကြောင်းကျွန်တော်တို့သတိထားမိချိန်မှာအတော်ပင်နောက်ကျခဲ့ပြီဖြစ်သည်ပြုတ်နိုင်ငံ၏ဥရောပနှင့်အရှိအာရှဒေသများအပါအကျုံးဝင်သည့်ခေတ်သစ်ပိုလန်မှ Bretts and Road Initiative BRI အဝင်းဝိုင်းမှမြန်မာနိုင်ငံရေးရရှောင်ဖယ်နေခဲ့ပူသည်သို့အတွက်မြန်မာနိုင်ငံသည်တရုတ်နိုင်ငံနှင့်အိမ်ရှင်နိုင်ငံများပူးပေါင်းဆောင်ရွက်သည့်ကုန်းလမ်းရေလမ်းပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံများနှင့်အဝေးဆိုင်ရာဆက်သွယ်ရေးအခြေခံအဆောက်အအုံများကိုလက်လွတ်ခဲ့ရပြီးဖြစ်သည်တရုတ်က၎င်းတို့၏ VI စီမံကိန်းနှင့်ဆက်ဆက်တဲ့နိုင်ငံများအတွက်ငွေမရှိလင်းငွေချေးမီဤပညာမရှိလင်းဤပညာအကူအညီပေးမီတရုတ်ဗိုလ်ပြုကုန်းလန်းရေလန်းအဝေးဆက်သွယ်ရေလမ်းကြောင်းများပေါ်ထွန်းလာမဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရပြီးဖြစ်သည်တရုတ်ကြီးစီးပွားရေးအတက်လိုင်းကိုမှီလျက်မြန်မာကိုကမ္ဘာစီးပွားရေးလက်တက်များနှင့်ချိတ်ဆက်ရန်စစ်ဗိုလ်ချုပ်များသတိပြုခဲ့ပူသည်တရုတ်မြန်မာအကျိုးတူစီမံကိန်းများကိုနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်အကြီးမားဆုံးစီမံကိန်းကြီးများဖြစ်သည့်မြစ်ဆုံစီမံကိန်းကြောက်ဖြူရေနက်စိတ်ကမ်းစီမံကိန်းများဖြစ်သည်သို့သောစီမံကိန်းကြီးများကိုကန့်ကွက်သောနိုင်ငံရေးအတိုက်ခံတို့က2015ခုနှစ်တွင်အာဏာရလာခဲ့သည်မြန်မာနိုင်ငံသို့ Global ယူဆထင်ထင်ရှားရှားရောက်လာသည်မှာ2015ခုနှစ်ဒီမိုကရေစီဒုတိယသက်တမ်းတွင်ဖြစ်သည်တာမန်အနေထားဖြင့်ရောက်လာသည်မဟုတ်ပြောင်းလဲချိန်တန်ပြီဆိုသည့်လူနွမ်းဘားများသေးကြည်ကြိုက်စကလုံးဖြင့်ရောက်လာခဲ့ခြင်းဖြစ်သည်စင်စစ်ပြောင်းလဲချိန်တန်ပြီဆိုသည့်ကျယ်ဝန်းသောအနက်ရှိသည့်စကလုံး၏ပရိယေကိုမတိရှာကြသောမြန်မာပြည်သူတို့ကဆင်းရဲခြင်းမှချမ်းသာခြင်းသို့ပြောင်းလဲမည်ဟုနားလည်ကာအမျိုးသားနိုင်ငံတော်ကို liberal ပြုပြင်ပြောင်းလဲရေးနှင့်နိုင်ငံရေးသမားတွေရဲ့လက်ထဲကိုဝါကပ်အမိခဲ့ကြသည်မြန်မာပြည်သူတို့ရလိုက်သည်မှာဆင်းရဲခြင်းမှချမ်းသာခြင်းအပြောင်းလဲမဟုတ်ပါမြန်မာတို့ကိုးကွယ်သည့်ဗုဒ္ဓဘာသာကိုတန်းညှိခံရသည်မြန်မာအမျိုးသားအလံအမျိုးသားသင်္ကေတများပြစ်ပယ်ခံရသည်နိုင်ငံခြံစည်းရိုးအကာအရံများဖယ်ရှားခံရသည်အမျိုးသားလုံခြုံရေးဥပဒေများရုပ်သိမ်းခံရသည်အမျိုးသားရေးနှင့်လူခွင့်ရေးလဲလှယ်ခံရသည်တနိုင်ငံသားပြောင်းရွှေ့လာသူများကိုတိုင်းရင်းသားများထက်ဦးစားပေးခံရသည်မြန်မာပြည်တွင်းရေးကိုနိုင်ငံတကာအရေးဖြင့်ပြောင်းလဲခံရသည်နောက်ပိုင်းတွင်အစိုးရ၏ပြောင်းလဲချိန်တန်ပြီဆိုသည့်စကားကိုလိပ်ပတ်လေခဲ့ကြရသည်မြန်မာအနောက်တကားဖွင့်ပေးလိုက်သောအခါရိုဟင်ဂျာဆိုသည့်လူမျိုးလိမ်တစ်ခုကိုမွေးစားကာဘင်္ဂါလီများမြန်မာနိုင်ငံထဲတွင်တရားဝင်နေရာယူရန်ဤမျိုးစုံဖြင့်လှုပ်ကြံခဲ့ကြသည်ရိုဟင်ဂျာဆိုသည့်လူမျိုးလိမ်ကိုမြန်မာအမျိုးသားရေးဝါဒီများကတဲတဲထန်ထန်ကန့်ကွက်ခဲ့ကြသည်ယခုတော့ကျွန်တော်တို့အရှိတ်တရုတ်ကြီးနဲ့အတူမြန်မာနိုင်ငံရေးစစ်ရေးစီးပွားရေးကိုရှောက်လန်းရန်ကြိုးပမ်းမှုများအကောင့်ထဲပေါ်လာနေသည်ကိုအားလုံးမြင်တွေ့ကြရပြီဖြစ်သည်နေဆက်လက်နက်ကင်တို့၏စစ်ရေးဖြင့်နေမြေတိုးချဲ့လာမှုများကိုနှိမ်နင်းရာမှာတရုတ်တို့၏အကူအညီပေးသဖြင့်လားရှိုးကိုမတိုက်ဖဲပြန်ရသည်မူဆယ်မန္တလေးလမ်းမကြီးဖောက်ရန်နှစ်နိုင်ငံခေါင်းဆောင်များလက်မှတ်ရေးထိုးလိုက်သောအခါရှမ်းမြောက်တိုက်ပွဲများ game over ဖြစ်သွားပြီဟုအကဲခတ်များကကောက်ချက်ဆွဲနိုင်ခဲ့သည် MNDAA TNLA တို့နှင့်ပြစ်ခတ်ရစရေးလက်မှတ်ထိုးနိုင်ခဲ့သည်မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတန်တပံရေးဆက်ဆံရေးဖဲသုံးချက်ကိုကင်ထားသည်မှာအရှိဘက်ကတရုတ်ကြီးဖြစ်နေကြောင်းဝန်ခံကြရမှာဖြစ်သည်မြန်မာတို့အရှိကိုပြက်ပြက်သားသားမျက်နှာမူရှောက်လန်းခြင်းအတွက် liberal များကပြည်ပကအော်နေသည့်အတိုင်းအမေရိကန်ပါဝင်အနောက်နိုင်ငံတို့က liberal သရာလွန်ကဲမှုကြောင့်အမိုက်ကစပြတ်သက်မီးလောင်နေကြပြီဖြစ်သည်ပြန်ပြောရရင်ဩစတြေးလျနိုင်ငံရဲ့တနက်ခင်းပင်လယ်ကမ်းခြေတဲတောင်ပြင်လေးပေါ်မှာအယုတ်ဖြူဖြူလေးတစ်ခုတင်ကျန်နေတာကိုကမ်းခြေကြောင့်စစ်သားတွေကမြင်ရသည်အဲ့ဒီရုပ်ကလေးပောက်ခုံလေးဖြစ်နေပြီးစိတ်ဝင်စားစရာကောင်းတဲ့အတွက်စစ်သားတွေအနားကိုတိုးရီသွားကြည့်သည်အနားရောက်တဲ့အခါသူတို့မြင်နေတာအယုတ်လေးတစ်ယုတ်မဟုတ်ပဲသက်ရှိလူသားလေးတစ်ယောက်ဖြစ်နေသည်ကလေးရဲ့နာမည်ကအလန်ကာလီဖြစ်ပြီးအသက်၄နှစ်ဖြူဖြူကလေးဖြစ်သည်အဲ့ဒီတုန်းကအလန်ကာလီရှော့ဆိုပြီးကဘာမှာဟူးလေးတချော်ဖြစ်ခဲ့သည်အဲ့ဒီကလေးကိုကောက်ယူပြီးစုံစမ်းသောအခါသူဟာပင်လယ်ပြင်ကိုဖြတ်ပြေးလာတဲ့စစ်ပြေးမိသားစုတစ်ခုတည်းကဖြစ်ပြီးအမေဖြစ်သူကသေအဖေဖြစ်သူကတော့ဩစတြေးလျကိုရောက်သည်ဟုဆိုသည်၄နှစ်သားအရွယ်ကလေးတူဟာစစ်ပွဲနဲ့မဆိုင်ဘူး
သူတို့ဟာချမ်းချမ်းရှင်သန်တဲ့နယ်လို့ liberal democracy ထွန်းကားတဲ့အနောက်နိုင်ငံတွေကပြည်သူတွေကိုပြောခဲ့ကြသည်ပင်လယ်ကိုဖြတ်ပြေးလာသောမိသားစုတွေကိုရှင်သန်ခွင့်ပေးရေးဟာလူ့အခွင့်အရေးကိုစောင့်ရှောက်တာလို့ဆိုကြသည်အဲ့ဒီလိုနဲ့ပင်လယ်ဖြတ်ပြေးလာတဲ့မိသားစုတွေကိုလက်ခံစောင့်ရှောက်တဲ့နိုင်ငံတွေပေါ်လာသည်အများဆုံးလက်ခံသောနိုင်ငံမှာဂျာမနီဖြစ်သည်ဟုသိရသည်21ရာစုခေတ်ဦးအရှေ့အလယ်ပိုင်းဆီးရီးယားတို့ကအီရတ်မှာစစ်ပွဲဖြစ်ပွားနေသည်အဲ့ဒီနိုင်ငံမှာအကြမ်းဖက်လက်နက်ကိုင်ဖြစ်တဲ့ ISA သုံးပုံတစ်ပုံစုမှုထားသည်ပြည်သူတွေထွက်ပြေးနေရသည်အာဖဂန်နစ္စတန်မှာတာလီဘန်အကြမ်းဖက်တွေနဲ့ဆိုရတပ်တွေကြောင့်တိုက်ပွဲတွေဖြစ်နေသည်ပြည်သူတွေထွက်ပြေးနေရသည်အာဖရိကမြောက်ပိုင်းဆိုမာလီနိုင်ဂျီးရီးယားနိုင်ငံမှာကိုဘိုဟာရန်အကြမ်းဖက်ရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်နေကြသည်ပြည်သူတွေထွက်ပြေးနေကြပြန်သည်ကမ္ဘာမှာထွက်ပြေးနေတဲ့နိုင်ငံတွေလို့နာမည်တွင်ခဲ့သည်သူတို့တွေဟာအာဖရိကမြောက်ပိုင်းကနေလစ်ပြားကိုလာကြပြီးဘော်ဂန်ဒေသအနောက်ဘက်ခြေကျင်လန်းကနေအီတလီကိုပြေးကြတယ်လို့သိရသည်ဆီးရီးယားတွေကပင်လယ်ကိုရရလေးနဲ့ဖြတ်ပြီးဩစတြေးလျကိုဝင်ရောက်ကြသလိုတူရကီဟန်ဂေရီတို့မှတဆင့်ပင်လယ်ပြင်ကိုဖြတ်ပြီးဩစတြေးလျပြင်သစ်ဂျာမနီတို့ကိုကူးကြတာရှိတယ်လို့သိရသည်အဲ့ဒီမှာတင်ဒေသခံအသစ်ရောက်လာတဲ့လူစိမ်းတွေကြားမှာပြဿနာတွေစဖြစ်ကြသည်ရေမျောကန်းတင်တွေအနောက်နိုင်ငံတွေကိုတစ်နှစ်2,800,000ကျော်လောက်ရောက်လာတယ်လို့ဆိုသည်ဂျာမနီမှာတော့တစ်နှစ်ကို8သိန်းထိလက်ခံပြီးအစီအစဉ်ကြောင့်3လနှစ်အတွင်းမှာပင်နိုင်ငံလူဦးရေထက်2ဆကျော်သွားခဲ့သည်လုံးဝကိုပိတ်ထားတဲ့အခြေအနေကိုရောက်လာခဲ့သည်ဖပြေးရောက်လာသူတွေလူစိမ်းတွေရဲ့ဝေဖန်နှုန်းမြင့်မားမှုဟာ၎င်းတို့ထဲမှာဖောက်ခွဲဖျက်ဆီးရေးသမားတွေအကြမ်းဖက်သမားတွေပါလာတာကြောင့်လက်ခံနိုင်တဲ့နိုင်ငံမှာလူစိုက်တွေများပြားလာပြီးမူရင်းပြည်သူတွေကစိုးရိမ်လာကြရသည်ပြည်သစ်မှာကိုင်ရိုပြစ်ခတ်မှုလို့နာမည်ရသောဒေသခံများပြစ်ခတ်ခံရမှုဖြစ်ပွားခဲ့သည်အဲ့ဒီနိုင်ငံတွေကအမျိုးသားရေးဝါဒီတွေကနိုင်ငံသားမဟုတ်တဲ့သူတွေကိုအဝင်မခံဖို့ကြဲလောင်တောင်းဆိုခဲ့ကြသည်အဲ့ဒီတော့ကအင်္ဂလန်ဟာကမ်းခြေတစ်လျှောက်စီးရုံးမြင့်ကြီးတွေခတ်ပြီးလူစိမ်းအဝင်မခံတဲ့ policy ကိုကျင့်သုံးသည်ဒီလိုရေမျောကမ်းတင်တွေကိုလက်ခံလို့မဖြစ်ဘူးဒါဟာအဖြစ်မှန်မဟုတ်ဘူးသူတို့ကိုလက်ခံရင်လက်ခံလို့ဆုံးမှာမဟုတ်ဘူးပြဿနာဟာသူတို့မူရင်းဒေသမှာပဲဖြေရှင်းလို့ရမယ်လို့အမျိုးသားရေးအစိုးရဆိုခဲ့ပေမဲ့နောက်ပိုင်းမှာ liberal အယူဆတွေများပြားလာခဲ့လို့ဖြစ်သည်ဒီနေ့တော့ကျွန်တော်တို့နိုင်ငံအနောက်မြော်နိုင်ငံရေးသမားတွေအမေရိကန်အင်္ဂလန်ကိုမျှော်ကြည့်ကြရင်2010ကနေဒီနေ့ထိခေါင်းမာနေသောမြန်မာအမျိုးသားရေးဝါဒီတွေကိုကျေးဇူးတင်ကြရမှာဖြစ်သည်အမေရိကန်နိုင်ငံနယူးယောက်မြို့မှာအစ္စလာမ်အင်အားစုကတင်တဲ့မြို့တော်ဝင်မန်ဒါအီတက်လာတဲ့အခါသမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ကြာဆုံးသွားပြီဟုညှိတွားခဲ့ပါသည်အင်္ဂလန်မှာလည်းနိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ဖြစ်သွားပြီဖြစ်တဲ့အစ္စလမ်တွေကအင်္ဂလန်ကိုသူတို့ရဲ့အစ္စလမ်ဥပဒေနဲ့အုပ်ချုပ်ဖို့လမ်းပေါ်တက်ဆန္ဒပြကြပြီဖြစ်သည်အင်္ဂလန်လည်းကြာဆုံးသွားပြီလို့ဆိုရမှာဖြစ်သည်ကျွန်တော်တို့မြန်မာနိုင်ငံမကြာဆုံးသေးပါအမျိုးသားကိုခံစွမ်းအားကြောင့်ဖြစ်ပါသည်မြို့သားနိုင်ငံရေးအသည့်တစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်